ယောဂီများအလုံးချိန်15မိနစ်တရားထိုင်မှဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါအမျိုးသားများကတင်မြင်ခွေထိုင်ပါမျိုးသမီးယောဂီများလည်းတင်မြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ခွေထိုင်တဲ့ရိယာပုစိတ်တိုင်းကြပြင်ပြီးပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိပ်ထီလို့အဆင်ပြေရင်ထိထားလိုက်ပါလက်မထိပ်နှစ်ခုထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိပ်နှစ်ခုထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးအဆင်ပြေသလိုထားလိုက်ပါခါကလေးပုံမှန်ထားပါခါလေးကိုဖြောင့်မှန်ယုံလေးပဲထားလိုက်ပါခေါင်းရှိမငုတ်စေနဲ့ခေါင်းရှိငုတ်ရင်ကိုယ်ကြောတွေတင်းလေးပြီးတော့ငိုက်တတ်ပါတယ်ခေါင်းနောက်မလန်စေနဲ့ခေါင်းနောက်လန်ရင်လဲကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်မျက်စိကိုဇင်းငယ်များမိတ်ပါမျက်ဝန်းထဲမှာအယောင်ဆက်လင်းတွေဝင်ရင်အာယုန်တွေထွေပြားတတ်ပါတယ်မျက်စိကိုအသာရလေးမှိတ်ထားလိုက်ပါတင်မြင်ခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးပုံမှန်ထားပါခေါင်းရှိမငုတ်စေနဲ့ခေါင်းနောက်မလန်စေနဲ့မျက်စိကိုဇင်းငယ်များမှိတ်လိုက်ပါမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုစိတ်တိုင်းကြပြင်ပြီးပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုန်တစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကပ်တဲ့စာလို့ပြောတော့တမ္မာတတိမဂ္ဂင်အာယုန်တစ်ပါးစိတ်မသွားစေနဲ့စာလို့ပြောတော့တမ္မာဝါယမမဂ္ဂင်မိမိရဲ့စိတ်တစ်ခုတည်းအာယုန်တစ်ခုမှာစုစည်းနိုင်ပါစေစာလို့ပြောတော့တမ္မာတမာတိမဂ္ဂင်နာသီဝလေးလေးတို့ထိဝင်သွားတယ်နာသီဝလေးလေးတို့ထိထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါယောဂီတို့ခန္ဓာကိုယ်ကြီးယက်တည်နေတဲ့ခန္ဓာကိုယ်ကြီးအသက်ရှင်နေတဲ့ဝင်လေထွက်လေဆိုတာရှိနေပါတယ်ဝင်လေထွက်လေဆိုတာဖြစ်နေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည့်လိုက်ပါနောက်ဒီကလေးလေးတို့တီဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီကလေးကလေးတို့တီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်တတိထားဝရိယစိုက်အာယုန်တစ်ပါးစိတ်မသွားစေနဲ့နောက်ဒီကလေးလေးတွန်းတိုက်ဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီကလေးကလေးတွန်းတိုက်ထွက်ရင်ထွက်သွားတဲ့သဘောသိချကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအာယုန်တွေမထွေပြားစေပါနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုရောက်ဒီရောက်မရောက်ပါစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုပြေးဒီပြေးမပြေးမိပါစေနဲ့နှာသီးဆုံးနှာသီးကနှခမ်းဖြားဝင်လေထွက်လေလေးပုံမှာပဲအာယုံကျနေပါစေတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ရဲ့နှာသီးဆုံးနှာသီးကနှခမ်းဖြားမှာဝင်လေထွက်လေကလေးထင်ထင်ရှားရှားရှိနေပါတယ်
ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုနောက်ကနေတတိလေးကပ်ပြီးတိပေးနေုံပါပဲယောဂီတို့တွေနေ့စဉ်နဲ့မျှလောကထဲမှာရုံးကန်သွားလာရှောက်ဖွေနေတော့ကဝင်လေထွက်လေရှိမှန်းတတိကောင်းကောင်းမထားတော့မသိကြဘူးလောကထဲမှာဆိုရင်နေ့စဉ်ဘလို့အသက်ရှူနေသလဲလောဘနဲ့အသက်ရှူထုတ်နေကြတယ်ဒေါသနဲ့အသက်ရှူထုတ်နေကြတယ်မောဟနဲ့အသက်ရှူထုတ်နေကြတယ်မာနနဲ့အသက်ရှူထုတ်နေကြတယ်အတ္တနဲ့အသက်ရှူထုတ်နေကြတယ်ညူစုမှုအိတ်တာနဲ့အသက်ရှူထုတ်နေကြတယ်နှမျိုးလုံးမှုမစ္စရိယနဲ့အသက်ရှူထုတ်နေကြတယ်တန်တရားတွေနဲ့အသက်ရှူထုတ်နေကြတယ်ခုကြည်စံယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယာပုကြီးကိုကမ္မထအာယုံပေါ်တင်လိုက်မှနာတိဝမှာဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတတိထားကြည့်တော့တိလာပါတယ်ယောဂီတို့ရဲ့နာတိဆုံးနာတိဝနှခမ်းပြမှာလေကလေးတို့ထိဝင်သွားတယ်တိပေးလိုက်လေကလေးတို့ထိထွက်သွားတယ်တိပေးလိုက်ပါထင်ရှင်ရှားရှားရှိနေပါအထူးရှာပြီးတော့ကြည့်စရာမလိုပါဘူးလိုက်ပြီးတော့ကြည့်စရာမလိုပါဘူးငကိုရှိပြီးသားဝင်လေထွက်လေလေးကိုပဲတတိထားပြီးတော့ကြည့်ပေးနေုံပဲဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါတတိထားဝရိယစိုက်အာယုံတပါစိတ်မသွားစေနဲ့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာခန္ဓာကိုယ်ရိယပုဒ်တွေငြိမ်နေပါစေခန္ဓာကိုယ်ရိယပုဒ်တွေလှုပ်တာလှဲ့တာမဖြစ်ပါစေနဲ့ခန္ဓာကိုယ်ရိယပုဒ်တွေပြင်တာပြောင်းတာမဖြစ်ပါစေနဲ့သမထဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်ရိယပုဒ်လေးတည်ငြိမ်နေမှဝင်လေထွက်လေလေးရှုမှတ်အချက်တိုင်းမိနေတယ်အချက်တိုင်းမလွတ်တော့နောက်ဒီကလေလေးတုတ်ထိဝင်သွားတယ်သိပေးလိုက်ပါနောက်ဒီကလေကလေးတုတ်ထိထွက်သွားတယ်သိပေးလိုက်တတိကောင်းရင်ကောင်းသလောက်အချက်တိုင်းမိနေပါတတိပါပဲတတိရှိရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသိနေပါတယ်တတိဆွဲရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းမိနေပါတယ်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းသိနေပြီမိနေပြီဆိုရင်အရိယာပုဒ်လေးကလည်းငြိမ့်နေတာစိတ်အေးချမ်းသွားတာကိုမိမိရဲ့နှာသီးဝါမှာငကိုရှိပြီးသားဝင်လေထွက်လေလေးကိုရှုမှတ်နေတာနဲ့စိတ်ကလေးကငြိမ့်ပြီးအေးနေတာသမထစိတ်ကိုချမ်းသာစေစိတ်ကိုငြိမ့်အေးစေစိတ်ကိုတည်ကြည်စေတယ်စိတ်ကိုခိုင်ခန့်စေတယ်စိတ်ကိုအကောင်းဘက်ကိုတွန်းပို့ပေးတယ်သမထရဲ့အစွမ်းပါဒါကြောင့်ယောဂီတို့ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတတိထားပြီးတော့ကြည့်ပေးလိုက်ပါတတိထားဝရိယစိုက်အာယုံတပါစိတ်မသွားစေနဲ့ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လာတာအချိန်7မိနစ်ရှိသွားပါပြီအချိန်7မိနစ်ဆိုတော့တချို့ယောဂီတွေအရိယာပုဒ်တွေငြိမ်နေပြီအရိယာပုဒ်လေးကိုတည်ငြိမ်နေတာဘာလို့အဲ့လိုအရိယာပုဒ်လေးငြိမ်သွားတာလဲဆိုရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းတတိနဲ့မိနေလို့ရိယာပုဒ်လေးကလည်းငြိမ်နေပြီစိတ်ကလေးကလည်းအေးနေပြီခန္ဓာကိုယ်ထဲမှာအပူတွေလည်းရှင်းနေပြီစိတ်ချမ်းသာခြင်းဆိုတာဒါပြောပါလားလက်တွေ့ကြအာထုတ်တော့လက်တွေ့ကြအကျိုးခံစားရတာပေါ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အရေးကြီးဆုံးကတတိပါပဲတတိရှိနေရင်ရိယာပုဒ်လေးကငြိမ်နေပြီကိုယ်စိတ်ကိုနိုင်သွားတယ်
နောက်သူကလေးလေးတို့ထီဝင်သွားတယ်တို့တူပြီးတော့တိလာဩဒါယုတ်တရားလေးပဲနောက်သူကလေးလေးတို့ထီပြီးတော့ထွက်သွားတယ်နောက်သူကမှလေးလေးဝင်တိုင်းထွက်တိုင်းအောင်ဩဒါယုတ်တရားပဲဒါယုတ်တရားပဲတို့တူပြီးတော့တိဝင်လေးလေးကယုတ်တရားပါလားထွက်လေးလေးကယုတ်တရားပါလားဩတို့ဘဝတို့ခန္ဓာဝင်လေထွက်လေတစုံရှိလို့အသက်ရှင်သန်ခွင့်ရနေပါလားဝင်လေထွက်လေတစုံပဲရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရားရုပ်တရားနဲ့နန္တရားတတိကောင်းရင်ကောင်းတယ်လို့ယုံနာကွဲပါတယ်တတိကောင်းရင်ကောင်းတယ်လို့ပညာပရမကွဲပါတယ်တတိကောင်းရင်ကောင်းတယ်လို့မရှိတရားနဲ့အရှိတရားကွဲပါတယ်ကဲယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီပညာပရမလည်းကွဲပြီယုံနာလည်းကွဲပြီမရှိတရားနဲ့အရှိတရားလည်းကွဲပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်ပါရုပ်ကဘယ်သဘောရှိလဲနာငါဘယ်သဘောရှိလဲညံနဲ့စောင့်ကြည့်လိုက်ပါယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီဒီတော့တင်ပါးတွေလည်းပူလာမယ်တချို့ယောဂီတွေခြေပြားတွေကျန်လာမယ်ဒါကိုညာနဲ့စောင့်ကြည့်ပါဩတင်ပါးပူလာပြီတင်ပါးဆိုတာမှတ်လိုက်တော့ပညာသဘောပူရာကပရမတ်သဘောပညာတိန်ထပိတဝါတင်ပါးဆိုတာမှတ်တဲ့သဘောကိုဖြုတ်လိုက်ပရမတ်ဆိုတဲ့ပူတဲ့သဘောကိုနောက်ကညာနဲ့ကြည့်လိုက်ပါပူရာဘယ်လိုလဲဘယ်လိုပူရာလဲပူတဲ့သဘောကဘယ်လိုလဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ပူရာလေးကတိုးလာသလားဆိုးလာသလားရော့သွားသလားအတအားပူနေပြီညာနဲ့တခြားဆုပ်ဆိုင်ကြည့်လိုက်ပူတဲ့သဘောလေးကျသွားကဲလို့ဆိုရင်တအားပူတဲ့သဘောလေးကဘယ်ရောက်သွားပြီပြက်သွားဩပူတဲ့သဘောလေးလည်းမမြဲပါလားဘုရားပြောတာဒါပဲတပ္ပိသင်္ခါရအနိစ္စပူတဲ့သဘောလေးလည်းမမြဲဘူးဒီပူရာကြီးကမချမ်းသာဘူးတပ္ပိသင်္ခါရဒုက္ခဆင်းရဲတယ်ဒါကြီးကိုမပူနဲ့လို့ငါပြောပန်းခြင်းမရှိဘူးတပ္ပိဓမ္မနတ္တငါမပိုင်ဘူးဩခန္ဓာတဲမှာဖြစ်ချင်းပြက်ချင်းပဲရှိတယ်ဖြစ်ချင်းပြက်ချင်းပဲရှိတယ်ဆိုပြီးတော့နောက်ကညံကကွဲပြားတိလာခန္ဓာရဲ့သဘောတွေပဲဒါခန္ဓာရဲ့သဘောတွေပဲပူတဲ့သဘောလေးလည်းမမြဲပြက်သွားတော့ကျင်တဲ့သဘောလေးလည်းမမြဲပြက်သွားတော့စူးတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်အောင်းတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်နားတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်ဩခန္ဓာကြီးမှာဖြစ်ချင်းပြက်ချင်းပဲရှိပါလားဉာဏ်ကသိပြီလားယောဂီတို့လှုပ်ယူစရာမလိုဘူးဉာဏ်ကအလုံးလုံးသွားတယ်ဉာဏ်ကအလုံးလုံးသွားမှာပေါ့ရှေ့ကခန္ဓာကြီးကလည်းဖြစ်ချင်းပြက်ချင်းတွေပြနေတာကိုဉာဏ်ကသူ့အလုပ်သူလုပ်တော့ယောဂီတို့ကထိုင်ပြီးကြည့်နေုံကိုဘာမှလုပ်เสียမလို့ဝင်ရှုပ်เสียလည်းမလို့ငါလည်းရောเสียမလို့ခန္ဓာနဲ့ဉာဏ်နဲ့အလုံးလုံးနေလိမ့်မယ်ယောဂီတို့ရှုရင်မှန်ရင်ယုံနာပွင့်ရင်နဲ့ပူတဲ့သဘောကျင်တဲ့သဘောစူးတဲ့သဘောအောင်းတဲ့သဘောတွေပေါ်လာမပေါ်နဲ့လို့ပြောလို့မှမရငါမပိုင်ဘူးလေခန္ဓာရဲ့သဘောတွေဒါကိုဉာဏ်နဲ့ပဲစောင့်ကြည့်နေလိုက်ပူပါစေခန္ဓာရဲ့သဘောကျင်ပါစေခန္ဓာရဲ့သဘောနောက်ကဉာဏ်နဲ့စောင့်ကြည့်နေစာဘုရားကမမြဲဘူးလို့ပြောပြီးသားဒုက္ခဆင်းရဲတွေလို့ပြောပြီးသားအနတ္တငါမပိုင်ဘူးလို့ပြောပြီးသားအတုပါဘယ်နေရာကြည့်ကြည့်မတင့်တယ်ဘူးလို့ပြောပြီးသားဩဖြစ်ချင်းပြက်ချင်းတွေပဲရှိတာပဲနေစာဒုက္ခအနတ္တအတုပဖြစ်ချင်းပြက်ချင်းတွေပဲရှိဒါကိုဉာဏ်နဲ့သိချာကြည့်ပါတတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါဘယ်လိုဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာခန္ဓာရဲ့သဘောငါသဘောဆိုတာမရှိဘူး
ဒါခန္ဓာရဲ့သဘောတွေပဲနောက်ကဉာဏ်နဲ့စောင့်ကြည့်လိုက်ရှာရှုစရာလည်းမလိုလိုက်ရှုစရာလည်းမလိုဉာဏ်ဆိုတာစောင့်ကြည့်ရတဲ့သဘောပဲဘာလို့စောင့်ကြည့်ခိုင်းတယ်လဲဉာဏ်ကမကြည့်တဲ့ခန္ဓာကြီးကပြနေတာပြပါစေပေါ့ခန္ဓာကသူ့အလုပ်သူလုပ်တာဉာဏ်ကလည်းကိုယ်လုပ်ကိုယ်လုပ်နောက်ကအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်ပူတဲ့သဘောလေးလည်းမမြဲကျင်တဲ့သဘောလေးလည်းမမြဲစူးတဲ့သဘောလေးလည်းမမြဲအောင်းတဲ့သဘောလေးလည်းမမြဲအနေစာပြက်ပြီးဘယ်သူနဲ့ဆုံးဖြတ်ချက်ကြကြည့်လို့ညံ့နေကြည့်ပေါ့ခန္ဓာကဖြစ်ပြီးတော့ပြက်ဒုက္ခသစ္စာနောက်ကစောင့်ကြည့်တဲ့ဉာဏ်ကမေဃသစ္စာပဲတတိထာဝရိယစိုက်ယောဂီများအလုံးတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရားယုံနာတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီများအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီတရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာသိမ်မွေ့တယ်ယောဂီများအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီယောဂီများအားလုံးချိန်15မိနစ်တရားထိုင်မှဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါအမျိုးသားများကတင်မြင်ခွေထိုင်ပါမျိုးသမီးယောဂီများလည်းတင်မြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ခွေထိုင်တဲ့ရိယာပုစိတ်တိုင်းကြပြင်ပြီးပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိပ်ထီလို့အဆင်ပြေရင်ထိထားလိုက်ပါလက်မထိပ်နှစ်ခုထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိပ်နှစ်ခုထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးအဆင်ပြေသလိုထားလိုက်ပါခါကလေးပုံမှန်ထားပါခါလေးကိုဖြောင့်မှန်ယုံလေးပဲထားလိုက်ပါခေါင်းရှိမငုတ်စေနဲ့ခေါင်းရှိငုတ်ရင်ကိုယ်ကြောတွေတင်းလေးပြီးတော့ငိုက်တတ်ပါတယ်ခေါင်းနောက်မလန်စေနဲ့ခေါင်းနောက်လန်ရင်လဲကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်မျက်စိကိုဇင်းငယ်များမိတ်ပါမျက်ဝန်းထဲမှာအယောင်ဆက်လင်းတွေဝင်ရင်အာယုန်တွေထွေပြားတတ်ပါတယ်မျက်စိကိုအသာရလေးမှိတ်ထားလိုက်ပါတင်မြင်ခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးပုံမှန်ထားပါခေါင်းရှိမငုတ်စေနဲ့ခေါင်းနောက်မလန်စေနဲ့မျက်စိကိုဇင်းငယ်များမှိတ်လိုက်ပါမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုစိတ်တိုင်းကြပြင်ပြီးပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတပါစိတ်မသွားစေနဲ့နာသီဝကိုတတိကပ်တဲ့စာလို့ပြောတော့တမ္မာတတိမဂ္ဂင်အာယုံတပါစိတ်မသွားစေနဲ့စာလို့ပြောတော့တမ္မာဝါယမမဂ္ဂင်မိမိရဲ့စိတ်တစ်ခုတည်းအာယုံတစ်ခုမှာစုစည်းနိုင်ပါစေစာလို့ပြောတော့တမ္မာတမာတိမဂ္ဂင်နာသီဝလေးလေးတို့ထိဝင်သွားတယ်နာသီဝလေးလေးတို့ထိထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါယောဂီတို့ခန္ဓာကိုယ်ကြီးယက်တည်နေတဲ့ခန္ဓာကိုယ်ကြီးအသက်ရှင်နေတဲ့
ဝင်လေထွက်လေဆိုတာရှိနေပါတယ်ဝင်လေထွက်လေဆိုတာဖြစ်နေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည့်လိုက်ပါနောက်ဒီကလေးလေးတိုးတီဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီကလေးကလေးတိုးတီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်တတိထားဝရိယစိုက်အာယုန်တစ်ပါးစိတ်မသွားစေနဲ့နောက်ဒီကလေးလေးတွန်းတိုက်ဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီကလေးကလေးတွန်းတိုက်ထွက်ရင်ထွက်သွားတဲ့သဘောသိချကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအာယုန်တွေမထွေပြားစေပါနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုရောက်ဒီရောက်မရောက်ပါစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုပြေးဒီပြေးမပြေးမိပါစေနဲ့နှာသီးဆုံးနှာသီးကနှကန်းဖြားဝင်လေထွက်လေလေးပုံမှာပဲအာယုံကျနေပါစေတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ရဲ့နှာသီးဆုံးနှာသီးကနှကန်းဖြားမှာဝင်လေထွက်လေကလေးထင်ထင်ရှားရှားရှိနေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုနောက်ကနေတတိလေးကပ်ပြီးတိပေးနေုံပါပဲယောဂီတို့တွေနေ့စဉ်နဲ့ညလောကထဲမှာရုံးကန်သွားလာရှောက်ဖွေနေတော့ကဝင်လေထွက်လေရှိမှန်းတတိကောင်းကောင်းမထားတော့မသိကြဘူးလောကထဲမှာဆိုရင်နေ့စဉ်ဘလို့အသက်ရှူနေသလဲလောဘနဲ့အသက်ရှူထုတ်နေကြတယ်ဒေါသနဲ့အသက်ရှူထုတ်နေကြတယ်မောဟနဲ့အသက်ရှူထုတ်နေကြတယ်မာနနဲ့အသက်ရှူထုတ်နေကြတယ်အတ္တနဲ့အသက်ရှူထုတ်နေကြတယ်ညူစုမှုအိတ်တာနဲ့အသက်ရှူထုတ်နေကြတယ်နှမျိုးလုံးမှုမစ္စရိယနဲ့အသက်ရှူထုတ်နေကြတယ်တန်တရားတွေနဲ့အသက်ရှူထုတ်နေကြတယ်ခုကြည်စံယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယာပုကြီးကိုကမ္မထအာယုံပေါ်တင်လိုက်မှနာတိဝမှာဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတတိထားကြည့်တော့တိလာပါတယ်ယောဂီတို့ရဲ့နာတိဆုံးနာတိဝနှခမ်းပြမှာလေကလေးတို့တီဝင်သွားတယ်တိပေးလိုက်လေကလေးတို့တီထွက်သွားတယ်တိပေးလိုက်ပါထင်ရှင်ရှားရှားရှိနေပါအထူးရှာပြီးတော့ကြည့်စရာမလိုပါဘူးလိုက်ပြီးတော့ကြည့်စရာမလိုပါဘူးငကိုရှိပြီးသားဝင်လေထွက်လေလေးကိုပဲတတိထားပြီးတော့ကြည့်ပေးနေုံပဲဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါတတိထားဝရိယစိုက်အာယုန်တစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာခန္ဓာကိုယ်ရိယပုဒ်တွေငြိမ်နေပါစေခန္ဓာကိုယ်ရိယပုဒ်တွေလှုပ်တာလှဲ့တာမဖြစ်ပါစေနဲ့ခန္ဓာကိုယ်ရိယပုဒ်တွေပြင်တာပြောင်းတာမဖြစ်ပါစေနဲ့သမထဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်ရိယပုဒ်လေးတည်ငြိမ်နေမှဝင်လေထွက်လေလေးရှုမှတ်အချက်တိုင်းမိနေတယ်အချက်တိုင်းမလွတ်တော့နောက်ဒီကလေလေးတုတ်တီဝင်သွားတယ်သိပေးလိုက်ပါနောက်ဒီကလေကလေးတုတ်တီထွက်သွားတယ်သိပေးလိုက်တတိကောင်းရင်ကောင်းသလောက်အချက်တိုင်းမိနေပါတတိပါပဲတတိရှိရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသိနေပါတယ်တတိဆွဲရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းမိနေပါတယ်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းသိနေပြီမိနေပြီဆိုရင်အရိယာပုဒ်လေးကလည်းငြိမ့်နေတာစိတ်အေးချမ်းသွားတာကို
မိမိရဲ့နှာသီးဝါမှာငကိုရှိပြီးသားဝင်လေထွက်လေလေးကိုရှုမှတ်နေတာစိတ်ကလေးကငြိမ်ပြီးအေးနေတာသမထစိတ်ကိုချမ်းသာစေတယ်စိတ်ကိုငြိမ်အေးစေတယ်စိတ်ကိုတည်ကြည်စေတယ်စိတ်ကိုခိုင်ခန့်စေတယ်စိတ်ကိုအကောင်းဘက်ကိုတွန်းပို့ပေးတယ်သမထရဲ့အစွမ်းပါဒါကြောင့်ယောဂီတို့ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတတိထားပြီးတော့ကြည်ပေးလိုက်ပါတတိထားဝရိယစိုက်အာယုန်တပါစိတ်မသွားစေနဲ့ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လာတာချိန်7မိနစ်ရှိသွားပါပြီချိန်7မိနစ်ဆိုတော့တချို့ယောဂီတွေအရိယာပုဒ်တွေငြိမ်နေပြီအရိယာပုဒ်လေးကိုတည်ငြိမ်နေတာဘာလို့အဲ့လိုအရိယာပုဒ်လေးငြိမ်သွားတာလဲဆိုရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းတတိနဲ့မိနေလို့အရိယာပုဒ်လေးကလည်းငြိမ်နေပြီစိတ်ကလေးကလည်းအေးနေပြီခန္ဓာကိုယ်ထဲမှာအပူတွေလည်းရှင်းနေပြီဩစိတ်ချမ်းသာခြင်းဆိုတာဒါပြောပါလားလက်တွေ့ကြကြအာထုတ်တော့လက်တွေ့ကြကြအကျိုးခံစားရတာပေါ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အရေးကြီးဆုံးကတတိပါပဲတတိရှိနေရင်ရိယာပုဒ်လေးကငြိမ်နေပြီကိုယ်စိတ်ကိုကိုယ်နိုင်သွားတယ်နောက်သူကလေးလေးတို့ထီဝင်သွားတယ်တို့တူပြီးတော့သိလာဩဒါယုတ်တရားလေးပဲနောက်သူကလေးလေးတို့ထီပြီးတော့ထွက်သွားတယ်နောက်သူကမှလေးလေးဝင်တိုင်းထွက်တိုင်းအောင်ဩဒါယုတ်တရားပဲဒါယုတ်တရားပဲတို့တူပြီးတော့သိဝင်လေးလေးကယုတ်တရားပါလားထွက်လေးလေးကယုတ်တရားပါလားဩတို့ဘဝတို့ခန္ဓာဝင်လေထွက်လေတစုံရှိလို့အသက်ရှင်သန်ဝင်ရနေပါလားဝင်လေထွက်လေတစုံပဲရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရားရုပ်တရားနဲ့နန္တရားတတိကောင်းရင်ကောင်းတယ်လို့ယုံနာကွဲပါတယ်တတိကောင်းရင်ကောင်းတယ်လို့ပညာပရမတ်ကွဲပါတယ်တတိကောင်းရင်ကောင်းတယ်လို့မရှိတရားနဲ့အရှိတရားကွဲပါတယ်ကဲယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီပညာပရမတ်လည်းကွဲပြီယုံနာလည်းကွဲပြီမရှိတရားနဲ့အရှိတရားလည်းကွဲပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်ပါရုပ်ကဘယ်သဘောရှိလဲနာငါဘယ်သဘောရှိလဲညံနဲ့စောင့်ကြည့်လိုက်ပါယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီဒီတော့တင်ပါးတွေလည်းပူလာမယ်တချို့ယောဂီတွေခြေပြားတွေကျန်လာမယ်ဒါကိုညာနဲ့စောင့်ကြည့်ပါဩတင်ပါပူလာပြီတင်ပါဆိုတာမှတ်လိုက်တော့ပညာသဘောပူရာကပရမတ်သဘောပညာတိန်ထပိတဝါတင်ပါဆိုတာမှတ်တဲ့သဘောကိုဖြုတ်လိုက်ပရမတ်ဆိုတဲ့ပူတဲ့သဘောကိုနောက်ကညာနဲ့ကြည့်လိုက်ပါပူရာဘယ်လိုလဲဘယ်လိုပူရာလဲပူတဲ့သဘောကဘယ်လိုလဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ပူရာလေးကတိုးလာသလားဆိုးလာသလားရော့သွားသလားအတအားပူနေပြီညာနဲ့တခြားစုစိုက်ကြည့်လိုက်ပူတဲ့သဘောလေးကျသွားကဲလို့ဆိုရင်တအားပူတဲ့သဘောလေးကဘယ်ရောက်သွားပြီပြက်သွားဩပူတဲ့သဘောလေးလည်းမမြဲပါလားဘုရားပြောတာဒါပဲတပ္ပိသင်္ခါရအနိစ္စပူတဲ့သဘောလေးလည်းမမြဲဘူးဒီပူရာကြီးကမချမ်းသာဘူးတပ္ပိသင်္ခါရဒုက္ခဆင်းရဲတယ်ဒါကြီးကိုမပူနဲ့လို့ငါပြောပန်ခြင်းမရှိဘူးတပ္ပိဓမ္မနတ္တငါမပိုင်ဘူးဩခန္ဓာတဲမှာဖြစ်ချင်းပြက်ချင်းပဲရှိတယ်ဖြစ်ချင်းပြက်ချင်းပဲရှိတယ်ဆိုပြီးတော့နောက်ကညံကကွဲပြားတိလာခန္ဓာရဲ့သဘောတွေပဲဒါခန္ဓာရဲ့သဘောတွေပဲပူတဲ့သဘောလေးလည်းမမြဲပြက်သွားတော့ကျင်တဲ့သဘောလေးလည်းမမြဲပြက်သွားတော့
စူးတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်အောင်းတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်နားတဲ့သဘောလေးလည်းမမြဲပြက်သွားတယ်အော်ခန္ဓာကြီးမှာဖြစ်ချင်းပြက်ချင်းပဲရှိပါလားဉာဏ်ကသိပြီလားယောဂီတို့လှုပ်ယူစရာမလိုဘူးဉာဏ်ကအလုံးလုံးသွားတယ်ဉာဏ်ကအလုံးလုံးသွားမှာပေါ့ရှေ့ကခန္ဓာကြီးကလည်းဖြစ်ချင်းပြက်ချင်းတွေပြနေတာကိုဉာဏ်ကသူ့အလုပ်သူလုပ်တယ်ယောဂီတို့ကထိုင်ပြီးကြည့်နေုံကိုဘာမှလုပ်เสียမလို့ဝင်ရှုပ်เสียလည်းမလို့ငါလည်းရောเสียမလို့ခန္ဓာနဲ့ဉာဏ်နဲ့အလုံးလုံးနေလိမ့်မယ်ယောဂီတို့ရှုရင်မှန်ရင်ယုံနာကွယ်ရင်နဲ့ပူတဲ့သဘောကျင်တဲ့သဘောစူးတဲ့သဘောအောင်းတဲ့သဘောတွေပေါ်လာမပေါ်နဲ့လို့ပြောလို့မှမရငါမပိုင်ဘူးလေခန္ဓာရဲ့သဘောတွေဒါကိုဉာဏ်နဲ့ပဲစောင့်ကြည့်နေလိုက်ပူပါစေခန္ဓာရဲ့သဘောကျင်ပါစေခန္ဓာရဲ့သဘောနောက်ကဉာဏ်နဲ့စောင့်ကြည့်နေစာဘုရားကမမြဲဘူးလို့ပြောပြီးသားဒုက္ခဆင်းရဲတွေလို့ပြောပြီးသားအနတ္တငါမပိုင်ဘူးလို့ပြောပြီးသားအတုပါဘယ်နေရာကြည့်ကြည့်မတင့်တယ်ဘူးလို့ပြောပြီးသားဩဖြစ်ချင်းဖြစ်ချင်းတွေပဲရှိတာပဲနေစာဒုက္ခအနတ္တအတုပဖြစ်ချင်းပြချင်းတွေပဲရှိဒါကိုဉာဏ်နဲ့သိချာကြည့်ပါတတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါဘယ်လိုဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာခန္ဓာရဲ့သဘောငါသဘောဆိုတာမရှိဘူးဒါခန္ဓာရဲ့သဘောတွေပဲနောက်ကဉာဏ်နဲ့စောင့်ကြည့်လိုက်ရှာရှုစရာလည်းမလိုလိုက်ရှုစရာလည်းမလိုဉာဏ်ဆိုတာစောင့်ကြည့်ရတဲ့သဘောပဲဘာလို့စောင့်ကြည့်ခိုင်းတယ်လဲဉာဏ်ကမကြည့်တဲ့ခန္ဓာကြီးကပြနေတာပြပါစေပေါ့ခန္ဓာကသူ့လို့သူလောက်တာဉာဏ်ကလည်းကိုယ်လို့ကိုယ်လို့နောက်ကအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်ပူတဲ့သဘောလေးလည်းမမြဲကျင်တဲ့သဘောလေးလည်းမမြဲစူးတဲ့သဘောလေးလည်းမမြဲအောင်းတဲ့သဘောလေးလည်းမမြဲအနေစပြက်ပြီးဘယ်သူနဲ့ဆုံးဖြတ်ချက်ကြကြည့်မလဲဉာဏ်နဲ့ကြည့်ပါခန္ဓာကဖြစ်ပြီးတော့ပြက်ဒုက္ခသစ္စာနောက်ကစောင့်ကြည့်တဲ့ဉာဏ်ကမဂ္ဂသစ္စာပဲတတိထားဝရိယစယောဂီများအလုံးတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားယုံနာတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီများအလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီတရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာသိမ်မွေ့တယ်ယောဂီများအလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီ